안녕하세요. 좋은 날에는 만나게 돼서 반갑습니다. 밍라와는 가오문의 리리마비안의 성두야로 안나와네 비네 따라 뻥산이리고 딩니 땡빈마 켜바래 비네 따라 뻥산이요 마땡해 롱와 마티시 대두냐가 시마 덴타레 체간 비올리리고 이잉종리라와 비마 디비오 파일리고 삽비로 지바 삽빌리라바 비네 따라네 ကိုတည်သွားပြီဆိုလို့ရှိရင်ဘီနဲ့တရာပေါင်းခြင်းကိုဆက်လက်ပြီးတော့လေ့လာလို့ရမှာဖြစ်ပါတယ်။ဘီနဲ့တရာပေါင်းဆက်တဲ့အခါမှာဆိုလို့ရှိရင်ကာနာတာရာမဘာစာအဂျာချာခထာဖာဟာဒါတကကတပစကြဆိုတဲ့ဘီတွေနဲ့အာယာအော်ယောအိုယိုအိုယိုအေဆိုတဲ့တရစိတ်လုံးနဲ့ပေါင်းမှာဖြစ်ပါတယ်။ဒီဟာပြီးသွားလို့ရှိရင်တရကအကုန်ဒီကမဟုတ်ဘဲနဲ့နောက်မှာထပ်ပြီးတော့ပေါင်းဆက်ထားတဲ့ပွားထားတဲ့တရရှိပါတရတွေကျန်ပါသေးတယ်။အဲ့ဒီကိုမသွားခင်အရင်ဦးဆုံးကိုရှေ့မှာရထားတဲ့ဘီရဲ့အခုလက်ရှိရထားတဲ့တရရဲ့မူရင်းတရရဲ့ဒါတွေကိုအရင်ဦးဆုံးပေါင်းကြည့်မယ်။အဲ့လိုပေါင်းကြည့်တဲ့အခါမျိုးမှာဘယ်လိုပြောမလဲဆိုတော့ဂီးတဲ့ကဂါဒီပေါ့ဂါဒီကိုရွေးလိုက်မယ်ဂါဒီကိုဒီတရာတွေကအာနဲ့ပဲအရင်ဆုံးပတ်ကြည့်လိုက်ဂါအာဂါဂါအာဂါโอเคဟာဆိုလို့ရှိရင်ယာနဲ့ပေါင်းကြည့်ဂါယာဂယာဂါယာဂယာမြန်မာလိုဆိုရင်တော့ကားငယ်နဲ့ရပ်ပလက်ရေးချရပေါ့ခရဆိုပြီးတော့ထွက်သွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီမျိုးခရလို့ဖြစ်သွားတယ်ရှေ့မှာတော့ဂါဖြစ်သွားတယ်ဒီမှာတော့ခရဖြစ်သွားတယ်နော်ဒါပေမဲ့အဲ့ဒီခရကိုခဏလောက်ထားထားပါဒါဆိုပြင်ဆက်ပြီးတော့ရှင်းပြပေးမယ်အဲ့ဒါခါအောနဲ့ပေါင်းမယ်ဒီကကိုပဲဩဒရနဲ့ပေါင်းမယ်ဂါဩဂောဂါဩဂောအဲ့ဒါခါဒီကဘီကိုပဲယောတရနဲ့ပေါင်းမယ်ဂါယောဂယောဂါယောဂယောဂါယောဆိုပြီးတော့ဖတ်သွားလိမ့်မယ်နောက်တစ်ခါအိုးနဲ့ပေါင်းမယ်ဂါအိုဝါကိုဂါအိုကိုဂါယိုဂယိုဂါယိုဂယိုဂါအိုကူဂါယူဂယူဂါအိုကိုဂါအီဂီအဲ့ဒါရင်ဂါဂယာဂောဂယောကိုဂယောကိုဂယဂူဂီရမယ်နော်အဲ့ဟာကိုမှဘာကိုပြောချင်တာလဲဆိုတော့အာအောအိုအိုအီဆိုတဲ့တရတွေကတန်ပြင်းတရတွေဖြစ်တယ်ဒါကြောင့်မလို့တန်ပြင်းတရကိုဒီဘီးတွေကခန္ဓာတရတွေစသဖြင့်ဘီးတွေနဲ့ပေါင်းဆက်တဲ့အခါကျတော့ရှင်သူ့အတိုင်းပဲခါကိုကိုကူကူကီဆိုပြီးတော့ထွက်တယ်ဒါပေမဲ့အဲ့ဒီမှာကျန်နေတဲ့ယာယောယိုယိုဆိုတာကြတော့သူကတန်ပေါ့တရတွေဖြစ်တယ်ဒါကြောင့်မလို့သူ့ကိုဒီဘီးတွေနဲ့တန်ပေါ့တရနဲ့ကိုပေါင်းဆက်လိုက်တဲ့အခါကျလို့ရှင်သူကအတန်ကအတန်ကဘယ်လိုဖြစ်သွားလဲခါယာဆိုရင်ဂယာခါယောဆိုရင်ဂယောခါယောဂယောခါယောဂယောဆိုပြီးတော့ဒီပေါ့ဘာပြောမလဲဒီပုံမူတည်ပြီးတော့အတန်ပြောင်းလဲသွားတယ်အတန်ပြောင်းသွားတယ်ပေါ့နော်အတန်နှစ်တန်ထွက်သွားတဲ့ပုံစံမျိုးဖြစ်တယ်ဒါပေမဲ့ကိုအဲ့ဒါကိုသိတယ်ဆိုပေမဲ့လည်းခါယာကဂယာလို့ဆိုထွက်ပေမဲ့ခါယောကဂယောလို့ထွက်တယ်ခါယောကဂယောခါယောကဂယောဆိုပေမဲ့အဲ့ဒါကိုမြန်မာလိုခယာခယောခယိုခယူခယိုခယူဆိုပြီးတော့အဲ့လိုမျိုးကြီးမထွက်ဖ ೇನೆ ခယာဆိုလို့ရှိရင်ခယာနှလုံးဘောနော်ခယာခယာဆိုပြီးတော့နှလုံးအတန်ကရှိလာပေမဲ့ထွက်တဲ့အတန်ကြတော့ဂယာတစ်လုံးနဲ့ပဲထွက်ကမယ်ဂယာဂယာဂယာခယောဆိုပေမဲ့မတို့ကအတန်ကဂယော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 ဆိုပြီးတော့မထွက်ဘူးဂယောဂယောဂါယိုဆိုရင်ဂယိုလို့မထွက်ဘဲနဲ့ဂယိုဂယိုဂယိုဂါယိုဆိုရင်ဂယိုလို့မထွက်ဘဲနဲ့ဂယို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 အဲ့တိုင်းလေးထွက်မှာနော်ဟာလို့ရှိရင်ကာနာဒါရာထဲက
B တွေနဲ့အာရအောရိုတွေကတရတွေနဲ့ပေါင်းဆက်ကြည့်တဲ့အခါကျရင်ကအာကကာယာကကာအောကောကာယောကျောကာအိုကိုကာယုကျူကာအိုကူကာယုကျူကာအိုကူကာအေကီအဲ့ဒီလိုမျိုးပေါင်းဆက်ပြီးတော့ထွက်ပါလိမ့်မယ်နောက်ထပ်နာဘီလေးနဲ့ဆက်ပေါင်းကြည့်မယ်နာဘီလေးနဲ့ဆက်ပေါင်းကြည့်တဲ့အခါကျရင်နာအာနာရာကြလို့ရှိရင်နေရာတို့ဘာလို့နဲ့မထွက်ဘူးသူကနာအာဆိုတာနဲ့ညာလို့တစ်ခါတည်းထွက်တယ်ညာရေချညာညာနာညာပြီးနာအောကနောနာယောကြလို့ရှိရင်ညောလို့ထွက်တယ်သွေးတို့ညရေချညောပြီးနောက်တစ်ခါနာအိုကနိုနာယိုဆိုလို့ရှိရင်ညိုညာလုံးတင်ချောင်းကညိုနာဦးဆိုရင်နူနာယူကြလို့ရှိရင်သူကညူညာရီနှစ်ချောင်းကညူပြီးနောက်တစ်ခါနာအကအတိုင်းပဲထွက်သွားမယ်နနာအီယာနီဆိုရင်နာညာနောညောနိုညိုနညူနင်းနီပြန်ပြောမယ်နာညာနောညောနိုညိုနူညူနင်းနီဒါမယ်နော်နာဒါဆိုရင်ဒါကိုသွားမယ်ဒါဘီကိုအာရအောရိုတွေနဲ့တရနဲ့ပေါင်းမယ်ဆိုရင်ဒါအာဒါဒါယာဒီယာနော်ဒါယာဒီယာတပံမဲ့ထွက်မယ်ဒီယာမတို့ကဓာတွင်းနဲ့ရပလက်ရေးချဆိုပြီးတော့တရားဆိုပြီးတော့ရှိမယ်ဒါပေမဲ့မတို့ကအဲ့ဒီဟာကိုတခါတည်းအတန်တန်မဲ့ထွက်မှာမဟုတ်လို့ဒီယာဒါကဒါအောကဒေါ်ဒါယောကဒီယောဒါအောကဒိုဒါယိုဆိုရင်ဒီယိုဒါအောကဒူဒါယူကဒီယိုဒါအောကဒဒါအီယာဒီရမယ်နော်ဟာဆိုရင်ဒါတရားတော့ဒိုဒိုဒိုဒူဒူဒဒီဒါတရားတော့ဒိုဒိုဒူ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 ဒီဒီနေ့အဲ့ဒီ၃ခုပဲပေးဦးမယ်အရင်နေကောင်းရှုပ်တော့မှာဆိုလို့အဲဆိုရှင်ဒီနေ့ကမူရင်းပြီးနဲ့မူရင်းတရနဲ့ကိုပေါင်းဆက်ထားတာအဲ့ထဲကမှမူရင်းပြီး၃လုံးနဲ့ဒီမူရင်းတရပေါင်းတဲ့ပုံစံလေးကိုပြထားရဲကားနဲ့ပေါင်းမယ်ဆိုရင်ကာကျာကောကျောကိုကျူကိုကျူကူကီနာနဲ့ပေါင်းမယ်ဆိုရင်နာညာနောညောနိုညိုနူညူနွန်းညီဒါနဲ့ပေါင်းမယ်ဆိုရင်ဒါဒီယာဒေါ်ဒိုဒူ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 ဒီဒါမယ်လို့ထင်နေလိုက်ပြီးတော့လေ့ကျင့်ကြည့်နော်ဒီဟာလေးရလောက်ပြီဆိုလို့ရှိရင်နောက်ထပ်ဒီတွေနဲ့တရနဲ့အတန်ထက်လေးကိုထပ်ပြီးတော့တင်ပေးမယ်အဲ့မတိုင်ခင်လဲကိုတိုင်းလဲစမ်းပြီးတော့ထွက်ကြည့်လို့ရပါတယ်그럼 맞습니다. 또 만나요.